ကျွန်တော်ဒီနေ့မှာတော့အတူရှိတဲ့ဝိထုတ်လို့ရတဲ့ပမာဏပါနော်900အတူရှိထုတ်ရပါတယ်အဲ့ဒါထုတ်တာပြတော့မှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ဒီ OK wallet မှာအတူရှိကိုအပ်ထားတယ်ဒီ address ကိုယူပြီးတော့မှထုတ်မှာဖြစ်ပါတယ်နော် ERC 20 address ဖြစ်ရမှာaddress ကို copy ယူပြီးတော့မှကျွန်တော်တို့အတူရှိတဲကိုတွားလိုက်ပါအတူရှိတဲ့ရောက်တဲ့အခါမှာကျွန်တော်ဒီမှာအကောက်ရရှိနော်ဒီတော့ဒီ exchange ရတဲ့နေရာကိုချက်လိုက်ပါexchange ရတဲ့နေရာကိုလိုက်ပါဒီမှာကိုဘယ်လောက်ထုတ်လို့ရတယ်ဆိုတော့ပမာဏပြပါမယ်နော်ကျွန်တော်ကတော့ဒီမှာ900ထုတ်လို့ရပါတယ်ဖီးကြီးကတော့$3ကုန်ပါတယ်နော်ကျွန်တော်တို့ငွေထုတ်မဲ့ password ကိုထည့်ပြီးငွေထုတ်မဲ့ address ပေါ့နော် address မှန်လားမမှန်လားတစ်ချက်စစ်ကြည့်ပါဖီးကြီးအနေနဲ့ကတော့$3ကုန်ဆိုတော့$6 $9 $9 ရှိတယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာ screenshot လေးရိုက်ထားပါတော့ဒီမှာကျွန်တော် ERC နဲ့ဆယ်ကိုပြောင်းပေးရမှာနော် ERC နဲ့ဆယ်ထည့်တာပါဒီလိုမျိုးဆိုရင်ကျွန်တော်ငွေထုတ်တာ submit ဖြစ်သွားဆက်ဘူးဖြစ်သွားပြီပေါ့နော်ကြောက်လာပြီဆိုရင်ကျွန်တော်ဆွဲလို့ရမရတခါထပ်ပြီးတော့တင်ပေးပါ